ကတ္တပမြတ်စွာဘုရားလက်ထက်တုန်းကယဟန်တော်ခုနှစ်ပါးတောင်ထိပ်ကိုတက်ပြီးတော့တရားအားထုတ်တာဒီလူတွေကြားဘူးပါတယ်နော်ကျိုးလေကားနဲ့တက်ပြီးတော့လှေကားကိုဖြုတ်ချတာတရားသူရရင်ရမရရင်အသေးအဲ့ဒါလောက်တရားကိုမျက်နှိုးတာအဲ့ဒါတပါးကယဟန္တာဖြစ်တယ်လေယဟန္တာဖြစ်တော့ငါရှင်တို့ကိုငါဆုံးခံကြွေးမယ်ဟေးအစာတုန်းကအဲ့ဒီဂတိကဝတ်မပါဘူးတို့လက်မခံနိုင်ဘူးသင်ချမ်းသာရာကြွလက်မခံဘူးဗျအဲ့ဒါနဲ့တပါးကြွသွားရောနောက်တပါးကအနာဂံဖြစ်တယ်ဇံပင်ញင်မှာရတယ်သင်တို့ကိုငါဆုံးခံကြွေးပေးရစီလက်မခံဘူးအဲ့ဒီအနာဂံမထေကသုတိစိတ်ကြတော့ဗြဟ္မပြည်မှာဗြဟ္မာသွားဖြစ်တယ်ကျန်တဲ့၅ပါးဘာတရားဓုမှမရဘဲနဲ့အဲ့ဒီတောင်ပေါ်မှာတင်အစာရေစာပြတ်ပြီးတော့ပြန်တော်မူတယ်ပေါ့အဲ့ဒီ၅ပါးတည်းကတပါးကရှင်ကုမာရကတ္တပနော်အဲ့ဒီမှာအနာဂံဗြဟ္မာကြီးကငါတငယ်ချင်းတွေဘယ်ရောက်နေတော့ဩအန္တဝန်တောထဲမှာရှင်ကုမာရကတ္တပတရားနှလုံးကျင့်သုံးနေပါလားတရားဓုရအောင်ငါအကူအညီပေးမယ်ဆိုပြီးတော့သူကဆင်းလာတာဆင်းလာပြီးတော့ပြဿနာ15ချက်မေးတာအဲ့ဒီပြဿနာ15ချက်ကိုရှင်ကုမာရကတ္တပမဖြေနိုင်ဘူးအင်မတန်ဉာဏ်ကောင်းတဲ့ပုဂ္ဂိုလ်ပါရှင်ကုမာရကတ္တပဒါပေမဲ့မဖြေနိုင်ဘူးအဲ့ဒီမေခွန်း15ချက်ကိုလက်ဆောင်အနေယူပြီးတော့မြတ်စွာဘုရားကိုသွားပြီးတော့မေးတော့မြတ်စွာဘုရားကအဲ့ဒီ15ချက်ကိုဖြေတယ်အဲ့ဒီအမေးအဖြေကိုဦးဇင်းတို့ဝံမိကသုတ်တံဆိုပြီးတော့သာသနာတော်မှာသံဃာယနာတင်ထားတယ်ဓမ္မပဟုတုတကျွယ်ဝတဲ့ပုဂ္ဂိုလ်တွေကြားဘူးကြလိမ့်မယ်ဝံမိကသုတ်တံတဲ့ကြားဘူးလားမကြားဘူးဝံမိကဆိုတာဗမာလိုတောင်ပူကြီးလို့အဓိပ္ပာယ်ရတယ်နည်းနည်းလေးကြောညာဝင်လိုက်ဦးမယ်အဲ့လိုဆိုရင်ဟင်ဒကမာကြီးတွေအစာအဆုံးပြောရင်တော့ဝံမိကသုတ်တံကိုဟောတယ်လို့ဖြစ်သွားမှာနော်မေးတယ်တဲ့ဓမ္မကြီးကယဟန်တောင်ပူကြီးတစ်လုံးရှိတယ်အဲ့ဒီတောင်ပူကြီးကနေ့မှမီးတဟုံဟုံတောက်နေညဆိုရင်တော့မီးခိုးတူဦးတွေထွက်လို့အဲ့ဒီတောင်ပူကြီးကိုဉာဏ်ပညာသိကြီးတဲ့ဒိတာပါမောက္ခဆရာကြီးကပေါက်ပြားကင်ပြီးတော့သူ့ရဲ့တပည့်ကိုငါတပည့်မင်းဒီတောင်ပူကြီးကိုတူးစမ်းလို့ခိုင်းနေတဲ့အဲ့ဒီလိုခိုင်းတဲ့အခါကျတော့အဲ့ဒီတောင်ပူတွေကဘာတွေတွေ့တယ်အများကြီးတွေ့နော်ဒါကြောညာဝင်တာနော်ဒကမာကြီးကြီးအေးအဲ့ဒါတွေတွေ့တော့နောက်ဆုံးအဲ့ဒီတောင်ပူတွေကနဂါးကိုတွေ့တယ်ပြဿနာ15ချက်အဲ့ဒီနဂါးကိုတော့မင်းဘာမှသွားမလုံးနဲ့ရေစစ်တွေတွေ့တယ်ဖားတွေတွေ့တယ်လိတ်တွေတွေ့တယ်စင်ဒီတုံးတွေတွေ့တယ်ဟုတ်လားအဲ့ဒါဘာတွေလဲလို့ရှင်ကုမာရကတ္တပမသိမြတ်စွာဘုရားကိုသွားမေးတော့မှမြတ်စွာဘုရားကဖြေတာတောင်ပူကြီးဆိုတာ